အားလုံးပဲမင်္ဂလာပါရှင် Jupiter Furniture မှာကြိုဆိုပါရစေဒီ project ရဲ့ customer နဲ့တွေ့ဆုံပုံလေးဟာဆိုရင် engineering နယ်ပယ်မှာအလုပ်လုပ်ကိုင်နေတဲ့ customer အကိုဟာဆိုရင်နိုင်ငံရပ်ခြားနေပြီးတော့မြန်မာပြည်မှာရှိတဲ့ချက်တော်မိသားစုအတွက်နေထိုင်တဲ့အိမ်ကိုစိတ်ကြိုက်ပြုပြင်မှုမှန်မှုအတွက် Jupiter Furniture ကိုရုံရုံကြည်ကြည်နဲ့ဆက်သွယ်အနှံခဲ့တာဖြစ်ပါတယ်ရှင်ကဲဒါဆိုရင် Jupiter Furniture ကနေဖန်တီးပုံပေါ်ပေးထားတဲ့ decoration and furniture လက်ရာလေးတွေကိုကြည့်ဖို့အတွက်ပြည်တဲ့အတူတူ customer အကူနဲ့မတို့အိမ်ကိုအခုပဲတွားကြည့်လိုက်ရအောင်နော်အတီးရေးမင်္ဂလာပါဟုတ်ကိုရေးလေးအမှတ်တရလေးရိုက်ချင်လို့အနီတို့အိမ်ကိုလာခဲ့တာပါရှင်ဟုတ်ဝက်ကမှာချင်းဝင်ခဲ့ပါဘလို့အလန်းစားဒီဇိုင်းလေးတွေဖန်တီးပုံပေါ်ပေးထားလဲဆိုတာဒီနဲ့အတူတူလိုက်ကြည့်လိုက်ရအောင်နော်စင်ကယ်ရိုနှက်ခမ်းရဲ့ထူးခြားချက်ဟာဆိုရင်တော့လူငယ်ဝိုက်လေးရအောင်ညီကိုနှစ်ယောက်ရဲ့ချစ်ချင်းမြတ်တာကို highlight ဖြစ်စေတဲ့ပုံပေါ်လွင်အောင်ကာလာကွဲပြီးဒီဇိုင်းစစ်တူ furniture အသွင်ပြင်းနဲ့ဖန်တီးဖြစ်ခဲ့ပါတယ်ရှင်ကဲ kitchen room လေးဆိုပါစို့ kitchen room လေးဟာဆိုရင်လက်ရှိမြင်တွေ့ရတဲ့အတိုင်းတောင်ကျိုးလေးတွေများတဲ့အတွက်တီရို Jupiter Furniture ရဲ့ကျွမ်းကျင်ကာဗန်နာများကနေပြီးတော့ဒီ kitchen ကိုဒီဇိုင်းမို့ယူပြီး Jupiter စက်ရုံမှာအနုစိတ်ဖန်တီးပုံပေါ်ဖြစ်ခဲ့ပါတယ်။ kitchen door ကိုလည်း solid surface အသုံးပြုထားပြီးရေမတင်စေရန်အတွက်လည်း customer ကိုရဲ့ idea နဲ့ Jupiter ရဲ့လုံဆောင်ချက်လေးတွေပေါင်းစပ်ထားတဲ့ kitchen တစ်ခုပဲဖြစ်ပါတယ်။ customer အကူနဲ့အမရဲ့အခန်းဖြစ်တဲ့ master bedroom အခန်းလေးကိုရှင်းပြပေးခြင်းပါတယ်။အခန်းရဲ့ဒီဇိုင်းလေးကိုအငြိမ်မှုပတ်သွားပြီးတော့ကာလာလေးဆိုရင်လည်း customer အမရဲ့အကြိုက် pink and white ကာလာလေးကိုအလှဆင်ပေးထားပါတယ်။ဖျားကန်းကိုတီးတန့်ပူဇော်ရန်တမူထူထားပြီးအေးချမ်းမှု vibe လေးကိုရရှိစေပါတယ်ရှင်။တက်ပေကြီးညိုပွဲကောင်းတဲ့ဖျားချောင်းဆောင်အသွင်ပြင်ကိုမြင်ရမှာပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ customer များထဲမှာလည်းဒီလိုအလန်းစားဒီဇိုင်းလေးတွေကိုဖန်တီးပြင်ဆင်စီနေဆိုရင်တော့ Jupiter Furniture ကိုအခုပဲဆက်သွယ်လိုက်တော့နော်။